ကျွန်တော်တို့ဘတ်တော်လေးကိုနည်းငယ်ကျွန်တော်ဆင်ခြင်သွားမှာဖြစ်တယ်ဘုရားရှင်ကဘတ်တော်ဟောကြားမှုအတွက်အများကြီးစာမဏေအများကြီးကျွန်တော်တို့ဒီဘုရားရှင်ကကျွန်တော်ဒီမှာကျမ်းစာဖတ်တဲ့အခါမှာအများကြီးတွေ့တယ်တော်တော်လည်းပဲဒီဘုရားကျောင်းမှာဟောဖို့ဆိုလို့ရှိရင်အမြဲတမ်းဘုရားရှင်ကဘာလို့ဟောခိုင်းလဲဆိုရင်အနုလေးတွေပဲဟောခိုင်းတယ်အနုလေးတွေဆိုတာဘာလို့ပြောနေလဲဆိုရင်ဒီခရိယာအသက်တာထက်ပေါ့နော်ဘုရားရဲ့မေတ္တာဒီနေ့တည်းမှာဘုရားကဘာလို့ဒီကကျွန်တော်ရဲ့နှလုံးသားထဲမှာအလုပ်လုပ်လဲဆိုလို့ရှိရင်သူ့ရဲ့မေတ္တာလောက်ကြီးတယ်ဆိုတာကိုလူတွေသိပါစေဆိုတာကိုဒါနဲ့ဟောပြပေးတယ်ဆိုတော့သူ့မေတ္တာဘလောက်ကြီးတယ်ဆိုတော့ကျွန်တော်ကခံစားရလာလေတခြားလူတွေကိုလည်းပဲနော်ဒီမေတ္တာဘလောက်ကြီးတယ်ဆိုတာတာ၍သိရှိစေခြင်းနဲ့ဆန္ဒတွေကျွန်တော်မှရှိလာတယ်ဆိုတော့ဒီနေ့မှာလည်းပဲနော်ဘူလီတင်ကျွန်တော်တို့ရေးထားတယ်ဘူလီတင်ကိုဒီနေ့ပြန်လာကြတာဖတ်တာအရှင်ကြီးဖြစ်တယ်အချို့လည်းတော်တော်လေးညှင်းဝင်တယ်နော်တတိလေးနဲ့အရှင်ကြီးဆိုတော့မျက်စိမကောင်းတဲ့သူတွေဆိုလို့တော်တော်လေးကိုစိတ်ညစ်နေမှာဒါပေမဲ့ဒီကျမ်းပိုက်လေးအားဖြင့်ကျွန်တော်ကခွန်အားပေးတော့မှာဖြစ်တယ်ဆိုတော့ပထမဆုံးရှေ့ဆုံးမျက်နှာမှာရှေ့စာမျက်နှာမှာကျွန်တော်ပြောမှာခန်းကြီး9ငယ်15ရှိပါတယ်အဲ့ဒါကကျွန်တော်တို့အဓိကကျမ်းပိုက်ဖြစ်မယ်ဆိုတော့ယောမခန်းကြီး9ငယ်7ကနေပြီးတော့21ထိကျွန်တော်ကအထူးဖြင့်ဒီနေ့မှာဟောပြတော့မှာဖြစ်တယ်ဆိုတော့7ကနေကျွန်တော်တို့စပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်အတူတူကကျွန်တော်7နဲ့73 14ကိုကျွန်တော်တို့တစ်ခါတော့ပြန်ဖတ်ကြအောင်ဤအကြောင်းအရာတို့ကအပြစ်တရားသည်ရောက်တော်သူအဖြစ်ဤလောကသို့ဝင်၍ပြစ်တရားအဖြစ်အေးခြင်းတရားဖြစ်နေ၏လူပေါင်းတို့သည်အပြစ်ရှိသောကြောင့်အေးခြင်းသို့ရောက်ကြ၏ပြစ်တရားကိုမကြောက်မိကြအောင်ဤလောက၌အပြစ်ရှိ၏အဘယ်ပြစ်တရားများရှိနေအပြစ်ရှိသည်ကိုမှတ်သားရှိသို့တော်လည်းအာဒံနဲ့ပါစာ၍မောရှေလက်ထက်အောင်တေခြင်းတရားဆိုရ၏အာဒံပြမာသည်သူပြမာသောသူတို့ကိုပြင်အဆိုရ၏ထိုအာဒံသည်နောက်လာတော်သူ၏ပုံမှန်ဖြစ်၏ဆိုတော့ဒီမှာကျွန်တော်တွေ့ရတယ်အာဒံတယောက်ပြမာခြင်းအပြင်လူသားရောက်စီတိုင်းဟာအပြစ်သေးကိုဝင်သွားတယ်တဲ့အာဒံကပြစ်မာတယ်မပြစ်မာတဲ့သူတော်မှအဲ့ဒီအပြစ်တွေရဲ့အုပ်ဆိုးခြင်းကိုခံရတယ်ဆိုတော့ပြောနေတာကအပြစ်လုပ်တယ်ဆိုတာကအပြစ်ဆိုတာကလုံးဝအပြစ်ဖြစ်သွားတာမဟုတ်ပဲနဲ့အစကတည်းကအပြစ်ကရှိပြီးသားမို့ကျွန်တော်လှုပ်ဆောင်ရဖြစ်တယ်ဆိုတော့အာဒံကနေမားတဲ့ဥစ္စာကြောင့်ကျွန်တော်မမားကြတဲ့နော်ဟောငါတို့ကအာဒံမားတာနဲ့ငါတို့ပါဆိုင်တယ်နော်ဒါမှကျမ်းစာပြောပါအာဒံမားခြင်းအဖြစ်မမားတဲ့ကျွန်တော်တို့ပုံမှာလည်းတက်ရောက်တယ်စာလံခန်းကြီး50ထဲမှာပြောထားလဲဆိုလို့ရှိရင်နော်အပြစ်ဆိုတာတဲ့မမွေးစားကလေးကနေပြီးတော့ပရိသေရီဆွဲယူခြင်းကပင်အပြစ်ပါလက်ရှိတယ်တဲ့ကျွန်တော်တို့အပြစ်ကဘယ်ကနေစလာလဲဆိုလို့ရှိရင်မွေးစားကလေးကလာဖြစ်တယ်ဆိုတော့မွေးကလေးကလူတွေကကျွန်တော်ဒီမှာလည်းပြောဦးတယ်နော်တရိစ္ဆာန်တွေကမွေးလာပြီဆိုလို့ရှိရင်တခါလဲဝမ်းသာအားရတယ်နော်ပြေးကြတယ်ခုန်ကြတယ်ပေါက်ကြတယ်နော်ဒါပေမဲ့လူကြတော့မွေးလာလို့ရှိရင်ဘာဖြစ်လဲအားရဘာရမို့လဲနော်တအားမို့လဲဘာဖြစ်လဲဆိုတော့ဒီလောကကြီးကိုသူပြင်ဆိုင်တော့တယ်သူကြောက်တယ်ဒီလောကကြီးကိုသူ့အနေနဲ့မိုးတယ်ဆိုတာမျိုးမျိုးရှိတယ်နော်ဒေါသထွက်လို့လည်းမိုးတာဖြစ်တယ်ငိုတယ်ဆိုတာကတကယ်ဆိုတော့မကောင်းဘူးပေါ့နော်ဆိုတော့လူသားအာဒံအတွက်ကြောင့်လူသားအာဒံတယောက်ကနေပြစ်မှားခြင်းအဖြစ်ကျွန်တော်တို့ဒီပြစ်သားတွေဖြစ်လာကြတယ်ဆိုတော့အပြစ်မျိုးစစ်ပါမှာတဲ့အတွက်ကြောင့်ယောဟန်ခန်းကြီး3ငယ်6ထဲမှာပြောထားလဲဆိုရင်ဇာတိပရိနဲ့မွေးတော်ရာကဇာတိပရိဖြစ်တယ်ဝိညာဉ်ပရိနဲ့မွေးတဲ့ဝိညာဉ်ဆိုတော့ဇာတိနဲ့မွေးလာတဲ့ကဘာသားလေးဖြစ်လာလဲဆိုအဖြစ်သားလေးပဲမွေးလာမှာဖြစ်တယ်ကျွန်တော်မွေးကလေးဇာဒီလောကမှာမွေးလာပြီဆိုကြတဲ့ကဒါအဖြစ်သားပဲမွေးလာတာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ကလေးငယ်ငယ်လေးတွေကိုကျွန်တော်တို့ကအမြဲတမ်းကောင်းတာကိုမိဘတွေကကောင်းတာကိုသင်ပေးတယ်ဘာဖြစ်လို့ကောင်းတာကိုသင်ပေးနေရတာလဲဆိုလို့ရှိရင်သူကအမြဲတမ်းအပြစ်လုပ်တတ်လို့ဖြစ်တယ်အပြစ်ကိုပဲအမြဲတမ်းလုပ်ချင်တယ်ဘယ်သူမှစိတ်လေးတော့ပါဆိုပြီးတော့နော်အတင်းနဲ့တွားပြီးတော့တိုက်တွန်းချင်တယ်ဗါလဲသူ့မှာလည်းသူကတောက်ချင်တာဖြစ်တယ်ဘယ်သူမှအပြစ်လုပ်တာခိုးစားပါလို့တွားပြီးတော့တိုက်တွန်းချင်တယ်ဗါလဲသူ့မှာလည်းသူငကိုတွေကစားချင်တယ်နော်ခိုးစားချင်တဲ့စိတ်ကရှိပြီးသားဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ငယ်ငယ်တုန်းကပါလဲဆိုရင်
ဒီတိုင်းသူများပေးလို့စားရတာတဲ့တော့ခိုးပြီးစားတဲ့ဟာပိုအရသာရှိလို့ခံစားရတယ်ကျွန်တော်ရွာမှာဒီမယန်းချူပြီးပိုင်ထားတဲ့ကရင်ဖိုးကြီးတယောက်ရှိဆိုတော့ကျွန်တော်ငယ်တုန်းကဆိုလို့ရှိရင်ဒီတိုင်းတော့တောင်းစားရတယ်သူပေးပါပဲအများကြီးလေတွေ့ဒါမှအဲ့လိုတောင်းမစားဘူးပါပြီညာကြမှာသွားပြီးတော့ခုချတယ်မှာဖိုးဝင်ပြီးတော့တော့ခိုးအဲ့လိုတော့ခိုးစားလို့ရှိရင်တခါကျသူကအဲ့ဒါတွေကြားလို့ရှိရင်တော့ကံလို့ပြီးလာတော့ဘွားနေတယ်ဖြစ်အဲ့ကြရင်ဖတ်ပြေးကြတယ်ဖတ်ပြေးနေအဲ့ဒီခါလေးတွေယူလာပြီးတော့စားရတယ်လေအရရတာရှိချင်ခိုးပြီးစားရတဲ့ဟာသမီးစားတဲ့ခါကျရင်စားလို့မှာပဲအင်းကဒါမဲ့ဗာလဲသမီးမစားခင်ဒါလေးတော့ခိုးစားလိုက်တဲ့ဟာလေးဗာလဲအရတာရှိတဲ့ခါစားဘာကြောင့်လဲဆိုတော့အပြစ်လုပ်ခြင်းနဲ့ဆန္ဒကရှိပြီးသားဖြစ်တယ်အပြစ်လုပ်ခြင်းနဲ့ဆန္ဒကအထက်မှာရှိပြီးသားဖြစ်တယ်ဆိုတော့ဘာဖြစ်လို့အပြစ်လုပ်ခြင်းနဲ့ဆန္ဒရှိလဲဆိုရင်ဒီအာလံတယောက်ရဲ့ပြစ်မှားခြင်းကြောင့်ကျွန်တော်တို့အားလုံးအဖြစ်ထဲမှာဝင်သွားတာဖြစ်တယ်အာလံတယောက်ရဲ့မှားခြင်းကြောင့်ဒီအပြစ်ကနေပြီးတော့ကျွန်တော်အားလုံးကိုအုပ်စိုးနေတာဖြစ်တယ်ဒီနေ့ဒီမှာထိုင်နေမဲ့ကျွန်တော်ဘာဖြစ်လဲအပြစ်လုပ်ခြင်းနဲ့ဆန္ဒတွေကျွန်တော်ထဲမှာအမြဲတမ်းရှိတယ်ဒါကြောင့်လို့ရှင်ဘောတို့ကပြောတယ်ငါလုပ်ခြင်းတဲ့အရာကငါမလုပ်ဘူးတဲ့နော်မလုပ်ခြင်းတဲ့အရာကငါလုပ်လို့နေရတယ်ဘာကြောင့်လဲဆိုအပြစ်ရဲ့အုပ်စိုးခြင်းကိုခံရတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ကဘယ်ကိုပို့ဆောင်ပေးလဲဆိုလို့ရှိရင်တင်ခြင်းကိုပို့ဆောင်ပေးတယ်နော်ခုနစနစ်ကနေကျွန်တော်14ထိဖတ်တယ်မှာအပြစ်ကဘယ်ကိုပို့ဆောင်ပေးလဲတင်ခြင်းဆိုတာကဘာတိပဲလဲတင်ခြင်းဆိုတာပြတ်သွားတာမဟုတ်ဘူးတင်ခြင်းလို့ပြောတဲ့အခါမှာတင်ခြင်းရဲ့အဓိပ္ပာယ်ကိုကျွန်တော်ကြည့်တဲ့အခါမှာတင်ခြင်းဆိုတာခွဲခွာခြင်းဖြစ်တယ်ခွဲသွားခြင်းတဏှာကိုရောက်သွားခြင်းဆိုတော့ပြောတာတင်ခြင်းရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ဖျားနဲ့ကွဲသွားတာဖျားနဲ့ကွဲတော့ဖျားကနေရာတိုင်းမှာရှိတယ်ဖျားနဲ့ဘယ်လိုလုပ်ကွဲနိုင်မှာလဲဟုတ်တယ်ဖျားနဲ့ကွဲတယ်ဆိုတာကဖျားနဲ့မိတ္တာရမရှိတော့တာဖြစ်တယ်ဖျားနဲ့မိတ္တာရမရှိအောင်ဘာကပဲလုပ်နိုင်လဲဆိုရင်အပြစ်တရားနဲ့ကနေပဲလုပ်နိုင်တယ်ဖြစ်တယ်ဆိုတော့ဒီအပြစ်တရားဝင်လာခြင်းအပြင်ဖျားနဲ့ဝေးသွားတယ်ဖျားနဲ့အဆက်အသွယ်မရှိတော့ဘူးအဲ့လိုအဆက်အသွယ်မရှိဖျားနဲ့အဆက်အသွယ်မရှိတော့တဲ့နေရာကဘာနေရာလဲဆိုရင်မေတ္တာမရှိတော့တဲ့နေရာဖြောင့်မတ်ခြင်းမရှိတော့တဲ့နေရာဖျားရဲ့ဂရုဏာတော်မရှိတော့တဲ့နေရာအဲ့ဒီနေရာဘယ်လိုနေရာဖြစ်လဲခက်ခဲတဲ့နေရာဒုက္ခရောက်တဲ့နေရာတောကခံစားတဲ့နေရာဒီနေရာကငရဲပဲရှိတယ်ဖျားမေတ္တာနဲ့ဝေးသွားပြီဖျားမေတ္တာနဲ့ဘာမှမဆိုင်တော့ဘူးဖျားရဲ့ဂရုဏာတော်အထက်မှာမရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒီနေရာတကယ်ကြောက်ဖို့ကောင်းတဲ့နေရာဖြစ်တယ်အဲ့ဒီနေရာတကယ်ပဲနော်တကယ်ပဲနေချင်းစရာမကောင်းတဲ့နေရာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအာနာလူတယောက်ရဲ့အပြစ်အားဖြင့်တဲ့နော်ဒီအဲ့ဒါကိုကျွန်တော်အဓိကပြောနေတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါလေးကိုပထမဆုံးအရင်ဆုံးနားလည်သိချင်တာဖြစ်တယ်ဆိုတော့လူတယောက်ရဲ့အပြစ်မှားခြင်းအားဖြင့်ကျွန်တော်တို့ကအပြစ်အလိုလိုဖြစ်သွားတယ်လူတယောက်ရဲ့အပြစ်မှားခြင်းအားဖြင့်မွေးကလေးကလည်းကျွန်တော်တို့ကအပြစ်သားတွေဖြစ်လာတယ်လူတယောက်ရဲ့အပြစ်မှားခြင်းအားဖြင့်ကျွန်တော်တို့တွေကယနေ့အချိန်ဒီအပြစ်ကိုပဲအမြဲတမ်းဆက်ပြီးတော့ကျွန်တော်တို့ဒီလောက်ချင်တဲ့ဆန္ဒတွေရှိနေကြတယ်ဆိုတော့ဘုရားသခင်ကခင်ဗျားလုပ်တဲ့အပြစ်ကြောင့်ဒဏ်ခတ်မှာမဟုတ်ဘဲနဲ့အဲ့ဒီမွေးကလေးကပါလာတဲ့အဲ့ဒီဗီဇအပြစ်ကိုဘုရားသခင်ကဒဏ်ခတ်တာဖြစ်တယ်အဲ့ဒီဗီဇအပြစ်ကြောင့်ဘုရားနဲ့ဝေးနေရတာဖြစ်တယ်ဘုရားကအပြစ်သားကိုအပြစ်ကိုမုန်းတယ်အပြစ်သားကိုချစ်တယ်။ဘာနဲ့တူလဲဆိုလို့ရှိရင်ဒီဘောကကျွန်တော်သားသမီးကျွန်တော်ကလေးတွေငယ်တုန်းကဆိုလို့ရှိရင်သူတို့မှနာပေါက်ကျွန်တော်ကဒီအားကားမှာဆိုရင်ချင်းပြည်နယ်မှာလာတဲ့ဒီရဲဘက်နည်းနည်းရက်ကနေလာကြတဲ့ရဲဘက်တွေကိုကျွန်တော်သွားပြီးတော့သူတို့ကိုခေါ်ပြီးတော့တရားဟောပြီးတော့အိမ်မှာနော်သူတို့ထောင်ရဲထွက်လာပြီးကျွန်တော်အိမ်ကိုရောက်လာကျွန်တော်အိမ်ရောက်လာကျွန်တော်ကအိမ်မှာသူတို့ကိုဗာလဲစံစာတင်ပေးတယ်ပြီးမှသူတို့ပြန်ထုတ်ပေးတယ်အဲ့ဒီရဲဘက်တွေကလည်းလာတဲ့လူတိုင်းကမရှိလဲဆိုရင်တော့သူတို့ကရားနာနေရှိတယ်ရားနာရှိတော့မိသားစုတွေလည်းအမှရားနာတွေကူးတော့နော်ကလေးတွေရားနာတွေပေါင်းကလေးမှာရားနာတွေပေါက်နေတဲ့အခါအဲ့ရားနာကိုတအားမုန်းတယ်ဒီကလေးကိုချစ်ကလေးကိုဘယ်လောက်ချစ်သလားဗာလဲရားနာကိုမုန်းတယ်ဒီကလေးနဲ့ရားနာလည်းခွဲလို့မရဒီနေ့အပြစ်သားကလည်းအဲ့လိုမျိုးဖြစ်တယ်အပြစ်နဲ့ရှိနေသေးဘုရားကတိတ်ချစ်တယ်အပြစ်သားကိုချစ်တယ်သို့တော်လည်းအပြစ်နဲ့ရှိနေသေးဒီအပြစ်ကြီးကိုဘုရားသခင်ကမုန်းဒီအပြစ်ကြီးကိုဘုရားကယွန်တာဖြစ်ကျွန်တော်ထဲမှာပါလာနေတဲ့ဒီအပြစ်ကြီးကိုဘုရားသခင်ကယွန်နေတာဖြစ်ဆိုတော့ဒါကြောင့်မလို့ဒီအပြစ်ထဲကနေလွတ်နိုင်ဖို့အတွက်တဲ့နော်ခုနကတော့ကျွန်တော်ဆက်ပတ်တဲ့အခါပြည့်ညက်တရားကိုဘုရားသခင်ကပေးလိုက်တယ်ပြည့်ညက်တရားနဲ့ရှင်စေခဲ့တယ်ပြည့်ညက်တရားကိုပေးလိုက်တယ်ပြည့်ညက်တရားကိုပေးလိုက်တော့ဘာဖြစ်လာလဲပြည့်ညက်တရားမောရှိအားဖြင့်နော်ရောက်လာတယ်ပြည့်ညက်တရားပါလိပြောလဲနော်တရားမလုပ်ရဘူး
ကိုကမလုပ်ရဘူးနော်ဒီဟာကဒီလိုလုပ်ရမယ်အာမတပါခြားသောဘုရားကိုမကိုးဝေရဘူးသူ့မယားကိုမပြစ်မှားရဘူးယေရှုကပြောလဲဆိုလို့ရှိရင်ငါတဲ့နော်ပြည့်တဲ့တွေကိုဖြောက်ဖို့အတွက်လာတာမဟုတ်ဘူးတဲ့ပုံပြီးပြည့်စုံဖို့အတွက်လာတာလို့ပြောတယ်ဆိုတော့ယေရှုကမတ်တေခန်းကြီး9ငယ်19ထဲမှာပြောလဲဆိုရင်လူအသက်ကိုမတတ်ရဘူးလို့ပြောတယ်သို့တော်လည်းပဲနော်ညီကိုချင်းချင်းမုန်းတဲ့သူဟာသူ့ညီကိုချင်းချင်းမုန်းပွားတဲ့သူကဘာနဲ့တူလဲဆိုရင်လူအသက်ကိုတတ်တာနဲ့တူတယ်သူ့မယားကိုမပြစ်မှားရဘူးတဲ့နော်သူ့မယားကိုမပြစ်မှားရဘူးသို့တော်လည်းပဲသူ့တပန်းကိုတဲ့နော်ဒီမျက်စိနဲ့ပြစ်မှားရင်တော့ဗာလဲသူ့မယားကိုပြစ်မှားရရောက်တယ်ကိုမျက်စိကနေအပြစ်လုပ်တယ်ဆိုရင်မျက်စိကိုထုတ်လိုက်ပါတဲ့မျက်စိမပါဘဲနဲ့မျက်စိနဲ့ငရဲသွားတာတဲ့မျက်စိမပါဘဲနဲ့ကောင်းရနေရာကိုသွားတာပုံပြီးကောင်းတယ်လို့ကျန်တာကပြောတယ်ဆိုတော့လက်ကနေပြစ်မှားတယ်ဆိုလို့ချင်းတစ်လက်ကိုကလည်းဖြတ်လိုက်ပါတဲ့လက်မပါဘဲနဲ့ကောင်းငယ်သွားတာကိုကောင်းတယ်ဒီနေ့ဘယ်နှယောက်တော့သူမျက်စိထုတ်တာလို့လက်ဖြတ်လိုက်တာလို့ဒီကျွန်တော်တို့ခရိယန်လောကထဲမှာတွေ့ကြရရှိတာဘယ်နှယောက်တော့သူတကယ်လို့ရတယ်ရှိပါငါလက်ကပြစ်မှားလို့ဆိုတော့ဖြတ်လိုက်တယ်ငါမျက်စိကပြစ်မှားလို့ဆိုတော့ထုတ်လိုက်တယ်ရှိတာမရှိဘူးယေရှုကပြောရဆိုရင်တင်းရဲ့ပါတစ်ဖက်ကိုရိုက်လို့ရှိရင်ဘာဖြစ်လဲဟိုဘက်တစ်ဖက်ကိုပြန်ပြီးတော့ခံရမယ်နော်ဒီနေ့ဒီမှာပါတစ်ဖက်ရိုက်ပြီးတော့တစ်ဖက်ပြုံးပြုံးလေးနဲ့ခံနိုင်မယ်လို့ရှိလားမရှိဘူးကျွန်တော်လာရိုက်မှာဖြစ်မလားပြန်ရိုက်မှာပဲဟုတ်လားတကယ်ကောင်းတဲ့လူတွေကမရှိဘူးဒါကြောင့်မလို့ကျမ်းစာမှာပြောလဲဆိုရင်ဖြောက်မဲ့တဲ့သူမရှိဘူးတဲ့တယောက်မှမရှိဘူးဘုရားသခင်ကမှတိုးဝင်တဲ့သူမရှိဘူးဘာဖြစ်လို့လဲဆိုတော့အာရရဲ့အပြစ်ကြောင့်ကျွန်တော်တို့ကဒီပြစ်တွေနဲ့လွှမ်းချုံနေတာအာရရဲ့အပြစ်ကြောင့်ကျွန်တော်အားလုံးကအပြစ်ထဲမှာရောက်နေတာဖြစ်တယ်ဘယ်သူမှကောင်းတာကိုမရောက်နိုင်ဘူးငါကြိုးစားနိုင်လို့ကျမ်းစာဖတ်နိုင်လို့အလူဝင်ထည့်နိုင်လို့ဘယ်တော့မှဘုရားထံမရောက်နိုင်ဘူးဘုရားထံကိုရောက်နိုင်တာကဘာလဲဆိုရင်ဘုရားရဲ့ဂရုဏာတော်ကိုလက်ခံတာတစ်ခုပဲရှိတယ်ဟာလေလုယာဘုရားသခင်ရဲ့ဂရုဏာဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းနော်ကျွန်တော်ဒီမှာဒီဟောစာဖတ်ရအောင်ငယ်15ကိုကျွန်တော်ဖတ်ပြအောင်နော်15သို့တော်လည်းပြစ်မှားခြင်းသဘောနဲ့ယေရှုတော်သဘောတူအကြောင်းကတရားတည်ပြစ်မှားသောအဖြစ်လူများတို့သည်တည်ခြင်းတို့ရောက်ရသည်တရားတော်သူဒီဟူသောယေရှုခရစ်အားဖြင့်ဘုရားခင်၏ယေရှုတော်နှင့်ယေရှုတော်၏အကျိုးသည်လူများတို့၌အာ၍ပြေဝပြည့်စုံသည်ဟာလေလုယာတရားတော်သူအားဖြင့်အပြည့်ရောက်တာမှန်တယ်တရားတော်သူအားဖြင့်ကျွန်တော်တို့အပြစ်သားတွေဖြစ်သွားတာမှန်တယ်တရားတော်သူအားဖြင့်ဒီအပြစ်ထဲမှာပဲအမြဲတမ်းနေဖို့ခံရတာဒီအပြစ်ရဲ့အုပ်ဆိုးခြင်းကိုခံရတာမှန်တယ်သို့တော်လည်းပဲတရားတော်သူအားဖြင့်ဖြတ်မှတ်ခြင်းကိုပြန်ရလာတယ်ဟာလေလုယာအဲ့ဒီတော့ပြောယေရှုခရစ်တော်ဒီယေရှုတော်အားဖြင့်ဒီယေရှုတော်ကိုပြန်တရားတော်သူအားဖြင့်တော့မှအပြစ်သေးကိုနစ်မုန်းသွားနိုင်တယ်ဆိုလို့ရှိရင်အဲဒီကပုံပြီးပြည့်စုံတဲ့ယေရှုခရစ်တော်အားဖြင့်နော်ကျွန်တော်တို့ကယေရှုတော်ကိုတာ၍ခံစားနိုင်တယ်ဟာလေလုယာတော်ရနော်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ယေရှုတော်ကိုဒုတိယအာဒံနော်ဒုတိယအာဒံယေရှုတော်နဲ့ကျွန်တော်တို့အပြစ်ကမတူဘူးတဲ့အပြစ်တရားနဲ့ယေရှုတရားကမတူဘူးယေရှုတရားဆိုတာကထိုက်တန်ခြင်းမရှိဘဲနဲ့နော်ရတဲ့အရာကိုယေရှုတရားလို့ခေါ်တယ်ဘုရားသခင်ကစပ်ပြီးဒီနေ့တော့ယေရှုတရားဆိုပို့ပြီးတော့တာရစ်ပြည့်စုံတယ်ဆိုတာကဘာကိုပြောနေလဲဆိုလို့ရှိရင်အခုတော့ခင်ဗျားမှာ900ကျွေးရှိ900ကျွေးရှိတော့တောင်ကောင်းမှာကျွန်တော်ပေးဖို့900ကျွေးရှိတကယ်တော့မရှိဘူးနော်တကယ်လာပေးနေမှာတကယ်တော့မရှိဘူးသူမပေးနိုင်အဲ့ဒါကြောင့်သူကမြဲတမ်းပါဖြစ်တယ်ဆိုရင်ကျွန်တော်ကိုကြည့်လိုက်တိုင်းသူကအားနာတယ်ကျွေးမပေးနိုင်တဲ့ကြောင့်ကောင်းစကားမပြောရဘူးကောင်းနဲ့ကျွန်တော်ရှင်းပါဆိုပါလေသူရှစ်မနေရဘူးကောင်းမနေရဘူးဒါပေမဲ့ဘုဘမှာကိုရီးယားရှိကိုရီးယားကျွန်တော်အချိန်မှာဘာမှအကျွေးမရှိဘူးသို့တော်လည်းပဲသူကကျွန်တော်ချိန်မှာလာပြီးတော့ကျွန်တော်တောင်ကောင်းရဲ့အကျွေးအတွက်သူကျွေးဘယ်လောက်ရှိလဲလို့ကျွန်တော်မေးတဲ့အခါကျွန်တော်ပြောတယ်900ရှိတယ်
ဒါမဲ့ကိုကြီးကပါပြောလို့ဆိုရင်ကျွန်တော်9000သူ့ရဲ့အကျွေးအစားကျွန်တော်ပေးတယ်ကျွန်တော်ပြောမဟုတ်ဘူးသူက900ပဲ900ပဲအကျွေးယူလာတာနော်သူကပြောတယ်မဟုတ်ဘူး9000ယူလိုက်ချက်တာငါ3ချက်တာ3လိုက်9000လုံးယူလိုက်အဲ့ဒါကိုသူကစတင်တိလာတဲ့အခါကျောင်းပေါ်ကစပြီးတော့တိလာတဲ့အခါသူကျွန်တော်ရှက်အောင်လားမရှက်တော့ကြောက်မလို့လားမကြောက်ဘာဖြစ်လို့လဲကိုဒီကသူ့အတွက်ပို့ပြီးတော့ပေးလိုက်တာဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ဒီမှာပြောတဲ့စကားအဲ့ဒါဖြစ်တယ်နော်ကျေးဇူးတရားကအပြစ်တရားတော့ရှိတယ်အဲ့ဒီအပြစ်တရားတဲ့တာပြီးကျေးဇူးတရားကအများကြီးတာပြီးနော်ဒီအင်္ဂလိပ်ကျမ်းစာထဲမှာဆို much more ပို့ပြီးတော့ဘုရားသခင်ကဆက်လိုက်တော့အများကြီးဆက်ပေးလိုက်တာဖြစ်တယ်ဆိုတော့ငွေ16ကျွန်တော်ဆက်ဖတ်ကြအောင်ထိုမှတပါလူတယောက်ပြစ်မှားသောအရာနှင့်ကျေးဇူးတော်အရာမတူကြောင့်ဘာတရားစီရင်သောအရာမှာအပြစ်တစ်ခုကြောင့်ပြန်ခံစေဖို့စီရင်၏ကျေးဇူးတော်အရာမှာအပြစ်များလာရဲ့စွတ်စေဖို့စီရင်၏ဟာလေလုယာအပြစ်တရားမှာကျတော့ခင်ဗျားကတော့နတ်အပြစ်တရားနဲ့ကျွန်တော်တို့ပြည့်ညတ်တော်နဲ့သွားမယ်ဆိုလို့ရှိရင်ပြည့်ညတ်တော်ပေါင်း673ခုရှိတယ်673ခုမှာ600လုံးလုံးခင်ဗျားလိုက်နိုင်ပြီးတော့73ခုမလိုက်နိုင်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲအပြစ်ဒဏ်ထားဒီနေ့ဒီမှာကျွန်တော်တို့အမေရိကန်နိုင်ငံမှာဥပဒေတွေအများကြီးရှိတယ်လမ်းစီးကနေအများကြီးရှိတယ်အကုန်လုံးချိုးဖောက်မှာအပြစ်ရှိတာမဟုတ်ဘူးတစ်ခုလေးချိုးဖောက်ရင်လည်းဘာဖြစ်လဲအပြစ်ရှိတယ်အပြစ်တရားဆိုတာကတခုလေးလုံးဝရင်လည်းပဲအပြစ်ပဲဖြစ်တယ်။ခင်ဗျားဘယ်တော့မှအပြစ်တရားကနေပြီးတော့လွတ်နိုင်မှာမဟုတ်ဘူး။ကြိုးစားပြီးတော့ကျွန်တော်တို့ဘယ်လိုမှရှာနိုင်မှာမဟုတ်ဘူး။ကြိုးစားပြီးတော့ကျွန်တော်တို့ဒီထဲကနေမလွတ်နိုင်ဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဘာဖြစ်လဲဆေးလေးပြက်နေလေဘာဖြစ်လာလဲကိုပြီးတောက်ချင်တာအရက်ပြက်နေလေတိုက်ချင်တဲ့လူတွေကဘာလဲညားလာနေတယ်နော်ဒီမှာခဏလာကြုံပြရတယ်ဟုတ်လားဘာကြောင့်လဲဆိုတော့ကျွန်တော်အပြစ်တရားကိုအနဲ့ကိုကျွန်တော်ကြိုးစားတဲ့အခါမလွတ်နိုင်ဘူးဖြစ်တယ်ဆိုတော့ဒီမှာပြည့်ညတ်တရားနဲ့ကျွန်တော်သွားမယ်ဆိုလို့ရှိရင်ပြည့်ညတ်တရားနဲ့ကျွန်တော်သွားမယ်ဆိုလို့ရှိရင်ပြည့်ညတ်တရားကိုကျွန်တော်ဘယ်သူမှအကုန်လိုက်တယ်လို့ရှိခုနကတော့ယေရှုပြောတယ်နော်ငါကဒီပြည့်ညတ်တွေကိုပို့ပြီးတော့စုံနေဖို့ရန်အတွက်လာဖြစ်တယ်မင်းလုံနိုင်လားမင်းပါတဲ့ဘက်ကိုရရင်တစ်ဖက်ပြန်ခံတယ်မင်းအင်ကြီးတစ်ခုကိုယူလို့ရှိရင်နောက်တစ်ခုထပ်ပေးလေမင်းလုံနိုင်မလားမလုံနိုင်ဘူးဒါကြောင့်မလို့အဲ့ဒီမလုံနိုင်တဲ့အတွက်ကြောင့်ဘုရားကသူ့ကိုယ်တိုင်လုပ်ပေးသွားတာဖြစ်တယ်ဟာလေလုယာသူ့ပေါင်းတစ်ဖက်ရလို့သူနောက်တစ်ဖက်ပြန်ခံခဲ့တာဖြစ်တယ်သူခံခဲ့တာဖြစ်တယ်ကျွန်တော်တို့အဲ့ဒါကိုကြိုးစားနေတာလေကျွန်တော်တို့အဲ့ဒါကိုကြိုးစားနေတာကြိုးစားပြီးတော့ဟာငါတစ်ဖက်ခံပြီးနောက်တစ်ဖက်ပြန်ခံနိုင်အောင်ကျွန်တော်ကြည့်နေတာကြည့်ဘယ်တော့မှပြည့်စုံမှာမဟုတ်ဘူးဒါပေမဲ့ယေရှုပြည့်စုံတဲ့အပေါ်မှာကျွန်တော်တို့ကလက်ခံလို့ရှိရင်ပြည့်စုံသွားတာဖြစ်ဟာလေလုယာဒီနေ့ဘုရားရဲ့မေတ္တာကကျွန်တော်စဉ်းစားနေတယ်နော်စဉ်းစားနေတယ်တကယ်ပဲများနေစဉ်းစားနေတယ်ကျွန်တော်တို့ပို့ပြီးတော့ဘုရားရဲ့မေတ္တာကိုသိလာတယ်အခါကျတော့ကျွန်တော်တို့ကျွန်တော်တို့ဒီမေတ္တာအကြောင်းဘုရားမေတ္တာအကြောင်းကိုများများဟောတဲ့အခါနော်ကျေးဇူးတရားကိုများများဟောတဲ့အခါဒီယောဟောရာစာကိုကျွန်တော်အကုန်လုံးဖတ်ကြည့်လို့ရှိရင်ကျေးဇူးတရားလေကျေးဇူးတော်ဒီဗမာကျမ်းစာထဲမှာတော့ကျေးဇူးတော်လို့ပဲပါလာပြန်ထားတယ်ဒါအင်္ဂလိပ်ကျမ်းစာထဲမှာကျတော့ဆိုရင်မနော် grace နဲ့grace နဲ့ကျေးဇူးတော်ကဗမာကျမ်းစာတစ်ခုပဲကျေးဇူးတော်လို့ပဲအားလုံးပြန်ထားတယ်နော်ဒါပေမဲ့ဒီပို့ပြီးတော့လေးနေတာကပါလဲဆိုရင်ဘုရားရဲ့ဂရုဏာကျေးဇူးတော်နဲ့ဂရုဏာအဲ့ဒါကပို့ပြီးတော့အတိတ်ပဲကျွန်တော်တို့လေးနဲ့အောင်လေးနဲ့တယ်လို့ကျွန်တော်ဘာသာပြန်နေတယ်ဆိုတော့16စက္ကွန်ကျွန်တော်ဆက်ပတ်ကြည့်အောင်ထိုမှတပါလူတယောက်ဒီပြစ်မှားသောကြောင့်ထိုတယောက်သောသူအားဖြင့်သိခြင်းတရားသည်ဆိုရသည်ကျေးဇူးတော်၏ကျေဝခြင်းကို၎င်းဖြောင့်မတ်ရာသို့ပြင်းပြင်းမှုခြင်းကို၎င်းခံရတော်သူသည်တယောက်သောသူသည်တော့ယေရှုခရစ်အားဖြင့်အသက်ရှင်တဲ့ဒါလေးဆိုဆန်ရဆိုတော့ဒီကကြောင့်ကျေးဇူးတရားလို့ကျွန်တော်ဟောတဲ့အခါမှာဘုရားကအကုန်လုံးပေးဆက်ပြီးပြီလို့ချင်ရတော့
အပြစ်လုပ်လို့ရှိရင်ဘာမှမဖြစ်ဘူးဟုတ်ကဲ့ဘာမှမဖြစ်ဘူးတကယ်တော့ဒါပေမဲ့ဘုရားရဲ့ကျေးဇူးကိုနားလည်သွားတဲ့သူကနော်အပြစ်မလုပ်ချင်တော့ဘူးဘုရားရဲ့ကျေးဇူးကိုတကယ်ပဲရသွားတဲ့သူကဘာဖြစ်လဲအပြစ်ရဲ့အုပ်ဆိုးခြင်းမှလည်းလွတ်သွားတယ်အပြစ်အုပ်ဆိုးခြင်းကလည်းအပြစ်အုပ်ဆိုးခြင်းကိုမရှိတော့ဘူးကျေးဇူးတော်ရဲ့အုပ်ဆိုးခြင်းကိုပဲဒီမှာခံရတယ်ပြောပြည့်တဲ့တရားရဲ့အလက်အောက်မှာနေတယ်ဆိုလို့ရှိရင်တော့ပြည့်တဲ့တရားကိုအမြဲတမ်းကျင့်နေရတယ်သို့တော်လည်းပဲကျေးဇူးတရားရဲ့လက်အောက်မှာနေလို့ရှိရင်တော့ကျေးဇူးတရားကနေပြီးတော့အုပ်ဆိုးသွားတာဖြစ်တယ်ကျေးဇူးတရားကနေပြီးတော့ကျွန်တော်တို့အသက်တာကိုလမ်းပြသွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ကြိုးစားပြီးတော့နော်ဘုရားကြောင့်တက်နေတာကြိုးစားပြီးတော့အလူဝေတက်နေတာကြိုးစားပြီးတော့ကောင်းတာကိုလုပ်နေတာကပြည့်စုံခြင်းမို့ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပြီးတဲ့အရာပေါ်မှာယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးတဲ့အရာပေါ်မှာပဲယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုပဲကျွန်တော်ကြည့်ပြီးမှယေရှုခရစ်တော်ရဲ့လှုပ်ဆောင်မှုပေါ်မှာပဲကျွန်တော်အားကိုးသွားတယ်ဆိုလို့ရှိရင်အဲ့ဒါကဘုရားရဲ့လူတော်ဖြစ်တယ်အဲ့ဒါကပြည့်စုံခြင်းဖြစ်တယ်အဲ့ဒါကကျေးဇူးတော်နဲ့သွားတာဖြစ်တယ်အသင်းတော်တော်များများကျွန်တော်တို့ကျေးဇူးတော်ထက်ပြည့်ညတ်တော်ကိုဦးစားပေးတယ်ပြည့်ညတ်တော်ကိုပဲအပြစ်မလုပ်ဖို့အတွက်နော်ဆုံးပါတယ်အပြစ်မလုပ်ဖို့အတွက်တုံ့တင်ပေးတယ်အပြစ်မလုပ်ဖို့အတွက်အပြစ်ကိုတိုက်ထုတ်ရတယ်မီဇိုရမ်နော်ဒီအိန္ဒိယသူတို့စီဝေးလုပ်တဲ့အခါမှာပြောလဲဆိုလို့ရှိရင်သူတို့နိုင်ငံမှာအရက်မရောင်းအောင်ဘူးအရက်ဆိုတာအရက်ငါတို့ခရစ်ယာန်နိုင်ငံဖြစ်အရက်ရောင်းမလုပ်ရဘူးဆိုတော့သူတို့ကြော်ညာသူတို့အဲ့ဒါကိုအရက်ကိုတိုက်ဖြစ်တယ်အရက်ကိုတိုက်ဖြစ်တဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့မြန်မာပြည်သားတွေကအများကြီးစီးပွားရေးဖြစ်သွားကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့အရက်မရောဆိုတော့အဲ့ဒီကလူတွေကမလုပ်ရကြဘူး။အဲ့ကျတော့မြန်မာပြည်ကလူတွေကဒီချင်းတောင်နေပြီးတော့ဒီခါလေကြလို့ရှိရင်ကျွန်တော်အရွာတွေမှာနော်မြင်းပေါင်း40 50ဆရာခိုင်တော့ပေါင်းပြီပါနော်မြင်းပေါင်း40 50နော်တွားကြတယ်။ဟိုဘက်မှာအိတ်နေတယ်။အဲ့ဒီမြင်းတွေနားလေးကိုဖြတ်သွားလို့ရှိရင်ဘာသာကြလဲဆိုတော့ဝုန်းဆိုတော့ဗါလဲဟောအရက်ပလင်းနေဒီဘက်တော့ပြေးသွားအဲ့ဒီလုပ်ပြီးတယ်အဲ့ဒီမှာအရက်ကပို့ပြီးတော့အပြစ်တောက်ကြဆိုတော့အပြစ်ကိုကျွန်တော်တို့က against လုပ်နေအပြစ်ကိုကျွန်တော်တို့ကတိုက်ထုတ်နေတယ်အပြစ်ကိုများလာတယ်အပြစ်ကိုအပြစ်ရှိတယ်လို့ထင်လာနေတယ်အပြစ်လုံးပို့ပြီးတော့လုပ်ချင်တဲ့သူဖြစ်လာနေတယ်သို့တော်လည်းပဲကိုယ့်ကိုယေရှုကငါ့ကိုရွေးဝယ်ထားတာဖြစ်တယ်ယေရှုကငါ့ကိုချစ်တာဖြစ်တယ်ယေရှုရဲ့ကျေးဇူးတော်ကြောင့်ငါဒီနေ့နော်အပြစ်လုပ်နေတာဖြစ်တယ်လို့ခံယူတဲ့သူကအပြစ်ရဲ့အုပ်စုကြီးကိုမခံရတော့နားလေပါပြီနော်နားလေပါကျွန်တော်ကောင်းချင်းကျွန်တော်မရှင်းပြတတ်ဘူးဒါပေမဲ့တရားကကျွန်တော်နှလုံးသားထဲမှာရှင်းပြပြီးအပြစ်ကိုကျွန်တော်တို့ကတိုက်ထုတ်နေလေအပြစ်ကကျွန်တော်အပြစ်ကိုကျွန်တော်တို့တိုက်နေလို့ရှိရင်ဘယ်တော့မှကျွန်တော်နိုင်မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအပြစ်ကိုမတိုက်ဘဲနဲ့အဲ့ဒီအပြစ်ကိုအောင်ထားတဲ့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်ကိုကျွန်တော်ယူထားတယ်ဆိုရင်ဒီအပြစ်ရဲ့အပေါ်မှာကျွန်တော်တို့ကအုပ်ဆိုနေတာဖြစ်ဒီအပြစ်ပေါ်မှာကျွန်တော်ကြော်လွှားနိုင်တာဖြစ်ဒါကြောင့်လို့ဒီထဲမှာပြောခုနကတာ၍စိုးစံရတယ်နော်ခုနကကျွန်တော်ဒီဖတ်တဲ့ထဲမှာနော်တရားတော်သူရဲ့အပြစ်ဒီအာရန်တယောက်ရဲ့အပြစ်ကြောင့်တော့မှကျွန်တော်လူသားတွေအားလုံးပေါ်မှာအပြစ်တွေအများကြီးဒီလောက်အပြစ်တွေအများကြီးရောက်နိုင်တယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်အားဖြင့်တာ၍ကောင်းတဲ့အရာတွေကိုဒီချက်ပုံရတယ်ဟုတ်ပြီဘယ်ရောက်လဲဆက်ကျွန်တော်ဖတ်ကြည့်အောင်ထို့ကြောင့်တယောက်သောသူ၏ပြစ်မှားခြင်းအပြင်လူအပေါင်းတို့၏အပြစ်စီရင်ခြင်းနှင့်တွေ့ကြရကြသည်ဟုတယောက်သောသူ၏ဖြောင့်မတ်ခြင်းအပြင်လူအပေါင်းတို့၏လက်နှင့်ရှင်သောဖြောင့်မတ်ခြင်းကိုရောက်ခြင်းတွေ့ရကြသည်တယောက်သောသူရဲ့အပြစ်ကြောင့်နော်အာရန်ရဲ့အပြစ်ကြောင့်ကျွန်တော်တို့ကတရားစီရင်ခံရအောင်ငရဲကိုသွားရအောင်ဒါပေမဲ့အဲ့ဒီတက်ကောင်းတာကတယောက်သောသူရဲ့ဖြောင့်မတ်ခြင်းကြောင့်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကြောင့်ကျွန်တော်ဖြောင့်မတ်ခြင်းမဟုတ်ဘူးဒီနေ့ကျွန်တော်မားနေတာကဘာလဲဆိုရင်ကျွန်တော်ကြိုးစားပြီးတော့ဖြောင့်မတ်တယ်ဖြောင့်အောင်ကြိုးစားတယ်ဖြောင့်မတ်လာနိုင်ပြီဆိုလို့ရှိရင်ကိုယ့်အကိုဘုရားနဲ့ညီတယ်လို့ထင်တယ်ဖြောင့်မတ်နိုင်တာမဖြောင့်မတ်နိုင်တာဘုရားကစိတ်ဝင်စားဘူးယေရှုခရစ်တော်ဖြောင့်မတ်တာကိုပဲဘုရားကစိတ်ဝင်စားတာဖြစ်ဟာလေလုယာယေရှုခရစ်တော်ကျွန်တော်ယုံကြည်တဲ့အခါမှာခရစ်တော်ကဖြောင့်မတ်ကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်ခရစ်တော်ကကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့စပြီးတော့ယူဆတဲ့အခါနော်အဲ့ဒီခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းအဖြစ်ဘုရားခင်ကကျွန်တော်တို့မြင်ပေးလိုက်ဖြစ်တယ်
တခါလေကြာလို့ရှိရင်ကျွန်တော်တို့တက်တာတွေမှာဘာခံစားရလဲဆိုဒီနေ့တခါကြာရင်ကျွန်တော်တို့ကဖြောက်ကိုယ့်အနေကိုနော်ဖြောက်မှတ်တယ်လို့ကျွန်တော်တို့ထင်တယ်နောက်တစ်ရက်ကျတော့ကိုယ့်အနေကိုအပြစ်သားလို့တခါပြန်တင်တယ်နောက်တစ်ရက်ကျတော့ငါဖြောက်မှတ်သလားမသိဘူးနော်ကိုယ့်အနေကိုအဲ့လိုမျိုးကိုယ့်အနေကိုစဉ်းစားမယ်ဆိုတော့အဲ့လိုကြီးပဲကျွန်တော်တို့ထင်နေမှာဖြစ်တယ်သို့တော်လည်းပဲကျွန်တော်တို့စဉ်းစားမှာကကျွန်တော်တို့ကယေရှုကိုယုံတာဖြစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးတော်ယေရှုကဖြောက်မှတ်ပြီးသားဖြစ်တယ်ယေရှုကဘာမှအပြစ်မရှိတဲ့သူဖြစ်တယ်ယေရှုရဲ့ဖြောက်မှတ်ခြင်းကငါရဲ့ဖြောက်မှတ်ခြင်းယေရှုရဲ့လှုပ်ဆောင်ခြင်းကငါအတွက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ယုံကြည်တယ်ဆိုလို့ရှိရင်ယေရှုရဲ့ဖြောက်မှတ်ခြင်းပေါ်မှာပဲနော်ဒီနေ့ကျွန်တော်မဖြောက်မှတ်ဘူးကျွန်တော်ကတော့အမြဲတမ်းဖြစ်ပဲလုပ်ချင်တယ်ကျွန်တော်ကတော့အမြဲတမ်းဖျားနဲ့အမြဲတမ်းဝင်းနေတယ်ဖျားမကြိုက်တာပဲကျွန်တော်အမြဲလုပ်ချင်သို့တော်လည်းပဲကျွန်တော်ဒီနေ့ကျွန်တော်အသက်ရှင်တာကကျွန်တော်မဟုတ်ဘူးယေရှုခရစ်တော်ကဒါတွေအားလုံးကိုပြီးပြီယေရှုခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကငါဖြောက်မှတ်ခြင်းယေရှုခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကြောင့်ဒီနေ့ငါဟာတရားကြောင့်ကိုလာနေတာဖြစ်တယ်ဖျားရဲ့ဖြောက်မှတ်ခြင်းကြောင့်ငါဒီနေ့အသက်ရှင်နိုင်တာဖြစ်တယ်ယေရှုခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကြောင့်ဒီနေ့ငါဖျားကိုဖူးပြော်နိုင်တာဖြစ်တယ်ယေရှုခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကြောင့်ဒီနေ့ငါဖျားကိုကြီးပွားနိုင်တာဖြစ်တယ်အဲ့လိုနဲ့ကျွန်တော်ခိုင်တယ်ဆိုလို့ရှိရင်နော်အဲ့လိုနဲ့ယုံကြည်တယ်ဆိုလို့ရှိရင်ဘုရားခင်ရဲ့ရှေ့မှာတင်လုပ်ရတဲ့အားလုံးကမွေးချင်တဲ့အရာတွေဖြစ်တယ်။ဒီနောက်ဆုံးဒီဆက်ဖို့ကျွန်တော်ဖတ်ကြအောင်။ကျောင်းကတယောက်တော့သူဒီနားထောင်တော့လူများတို့ဒီတယောက်ဒီသူတယောက်တော့သူဒီနားထောင်တော့လူများတို့ဒီထောင်ရတဲ့ကြောင့်တယောက်တော့သူရဲ့နားမထောင်ခြင်းကပါလေအာရန်ရဲ့အပြစ်လုပ်ခြင်းအာရန်ကဒီအတိကိုမစားနဲ့စားတဲ့နေ့မှာပဲအိမ်ကမှန်တရားဘုရားပြညတ်ပြရတယ်တခြားဒီရဲ့ကြိုက်ဟာစားကြိုက်လို့ကြိုက်ဟာစားလို့ရတယ်ဒါပေမဲ့ဒီအတိကိုတော့မစားရဘူးလို့ပြောတယ်သို့တော်လည်းပဲအဲ့ရာကိုသူကနားထောင်နေတယ်ပါတယ်သူကစားလိုက်တယ်သူကစားလိုက်တဲ့နေ့မှာဘုရားနဲ့ပါလာတယ်သူ့ရဲ့နားမထောင်ခြင်းအဖြစ်ကျွန်တော်လူသားတွေအားလုံးအပြည့်ရောက်သွားတယ်။သို့တော်လည်းယေရှုကကိတခြင်းမှာဥယျာဉ်ထဲမှာပါဆုတောင်းတယ်။ကိုတော်ဒီကွက်ကိုကြော်လို့ရရင်ကြော်ပါစေ။သို့တော်လည်းပဲဖြစ်တယ်။ကိုတော်အလိုတော်တိုင်းဖြစ်ပါစေ။နာခံခြင်းဖြစ်တယ်။ဟာလေလုယာ။တင်းရဲ့နာခံနိုင်ခြင်းတင်းနာခံနိုင်လို့မဟုတ်ဘူး။နော်။တင်းစက်ကနိုင်လို့မဟုတ်ဘူး။နော်။တင်းကအပြစ်တွေနဲ့ကင်းနိုင်လို့မဟုတ်ဘူး။အပြစ်တွေကိုရှောင်နိုင်လို့မဟုတ်ဘူးပါလေ။ခရစ်တော်ဘုရားရဲ့နာခံမှုအဖြစ်ကျွန်တော်ဘုရားခင်ရှိမှတိုးဝင်နိုင်တာဖြစ်တယ်။ဒီနေ့ခရစ်တော်ကျွန်တော်ယုံကြည်လားယုံကြည်တယ်။တချို့ကကျွန်တော်ဒီနေ့ challenge ပေးတယ်။တင်ခရစ်တော်ယုံကြည်ကိုယ့်အနေကိုပြန်စဉ်းစားကြည့်။ငါခရစ်တော်ကိုနှလုံးသားပြည့်မဲ့ငါရဲ့ကယ်တင်ရှင်သခင်ဖြစ်ယုံကြည်လားစဉ်းစားကြည့်။ယုံကြည်တယ်ဆိုလို့ရှိရင်ခရစ်တော်ကဖြောက်မှတ်တယ်။ခရစ်တော်ကနာခံခြင်းရှိတယ်။ခရစ်တော်ကအပြစ်နဲ့ကင်းတယ်ခရစ်တော်ကအလုံးပြည့်စုံတယ်အဲ့ဒီခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကတင့်ဖြောက်မှတ်ခြင်းဖြစ်တယ်အဲ့ဒီခရစ်တော်ရဲ့နာခံခြင်းကတင့်ရဲ့နာခံခြင်းဖြစ်တယ်အဲ့ဒီခရစ်တော်ရဲ့တန်ရှင်းခြင်းကတင့်ရဲ့တန်ရှင်းခြင်းဖြစ်တယ်ဘုရားသခင်ကဘာကိုကြည့်လဲဆိုရင်ဒီကခရစ်တော်ကိုရည်ယူဆောင်ယူနေဝတ်ဆောင်ထားတယ်ဆိုလို့ရှိရင်ဘုရားသခင်ကခင်ဗျားရဲ့အပြစ်ကိုမြင်တာတဲ့ခရစ်တော်ရဲ့လှုပ်ဆောင်မှုကိုမြင်သူ့ရဲ့သားရဲ့တန်ရှင်းခြင်းကိုမြင်တာဖြစ်တယ်သူ့ရဲ့သားဖြောက်မှတ်ခြင်းကိုမြင်တာဖြစ်တယ်သူ့ရဲ့သားရဲ့နာခံခြင်းကိုမြင်တာဖြစ်တယ်လွန်ခဲ့တဲ့ပတ်ထဲမှာကျွန်တော်ဒီတရားတစ်ပုဒ်နားထောင်တဲ့ချိန်မှာအားထုံအားရတာပါလဲဆိုလို့ရှိရင်ဒီဣတိလလူမျိုးတွေရဲ့နော်သူတို့ရဲ့သမိုင်းကိုနှစ်တွေကိုတွက်တဲ့အခါသူတို့ရဲ့နှစ်တွေထဲမှာရှင်ဘောလူကနေပြီးတော့အဲ့ဒီသူတို့နှစ်တွေကိုပြန်တွက်လိုက်တဲ့အခါနှစ်ပေါင်း93နှစ်ကပြောင်းနေတယ်93နှစ်ကဒီ record ထဲမှာရေးထားဘူးအဲ့ဒါကိုတေချာနည်းနဲ့တို့တွက်ကြည့်တဲ့အခါမှာအဲ့ဒီ93နှစ်ကဘယ်နာမှာပြောက်လဲလို့ရှာတဲ့အခါဘယ်ညမှာသွားတွေ့လဲဆိုတော့ဣတေလလူမျိုးတွေကနာမခံတဲ့ချိန်တခြားဘုရားကိုသွားဖို့ွယ်တာဘယ်ဘယင်မှာဘယ်နှစ်ဘယ်ဘယင်ရဲ့ကိမှာဘယ်နှစ်တို့ဘုရားကိုမကိုးွယ်ဘူးတခြားအရာကိုးွယ်အဲ့ဒီဟာတွေကိုအားလုံးတွက်လိုက်တဲ့အခါမှာ93နှစ်တိတိဖြစ်တယ်ဆိုတော့ဘာကိုပြောနေလဲဆိုတော့ဘုရားသခင်ကနော်သူနဲ့ဝေးတဲ့အချိန်ကြီးနော်သူနဲ့မနီးတဲ့သူနဲ့အတူတူမနေတဲ့အချိန်ကြီးအားလုံးပါလေလွတ်ထားတာဖြစ်တယ်ဒီနေ့ခရိယန်လောကနော်ကျွန်တော်ခရစ်တော်ကိုရရှိတာဘယ်နှစ်နှစ်ရှိပြီကျွန်တော်ခရစ်တော်နဲ့ခ
ခရစ်တော်ကိုရရှိတာနော်နှစ်ပေါင်းဘယ်လောက်ရှိပြီလို့ခင်ဗျာပြောနေပြီပဲဘုရားသခင်ကခင်ဗျာကိုကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုရင်အဲ့ဒီအပြစ်တွေနဲ့လုပ်တဲ့အချိန်တွေအားလုံးကိုသူကဖယ်လိုက်တယ်သူ့ရဲ့သားတော်ကိုလက်ခံတဲ့နေရာသူ့ရဲ့သားတော်ကိုအားကိုးတဲ့အချိန်တွေပဲပြောတာဖြစ်တယ်နေ့အဖြစ်တတ်မှတ်ပေးရဖြစ်တယ်ဟာလေလုယာအနည်း40ခရစ်ယာန်ဖြစ်တော့မှဘုရားရဲ့ရှေ့မှာဗါလဲသူရွေတွက်တာကသူ့ရဲ့သားတော်ကိုသူဘယ်လောက်ယုံကြည်လဲသူ့သားတော်ကိုသူဘယ်လောက်ကိုးစားလဲဒီနေ့ကျွန်တော်တက်တာလေးမှာနော်ပြန်ပြီးတော့ကျွန်တော်စင်ကြင်အောင်ဖို့အတွက်ဒီကျမ်းပိုက်လေးကျွန်တော်နောက်ဆုံးကျွန်တော်ဒီကဖတ်သိချင်တယ်ရှင်းတော့မှရှိတယ်ဟောဆက်ပြီးတော့ကျွန်တော်တို့ဟော20နဲ့21ကိုကျွန်တော်အကုန်လုံးဒီဖတ်ကြည့်အောင်သို့မှတပါပညာတရားဒီတစ်ခါလေးဖြစ်ပြမာတော်ဒီပွားများသည်သို့တော်လည်းအပြည့်ပွားများသည့်အရာကျေးဇူးတော်အားဖြင့်ပါသည်ထို့သောဖြစ်ခြင်းအပြည့်တရားသည်ပေခြင်းအပြင်အစိုးရသည်နှင့်ဤသူငါတို့သခင်ယေရှုခရစ်ပြုစုတော်မူ၍ကျေးဇူးတရားသည်ခြားဝတ်တဲ့ရှင်တော်ဖြောင့်မတ်ရာသို့တွင်ခြင်းအပြင်အစိုးရ၍အပ်သည်အဲ့တော့ပညာတရားအပြင်အဖြစ်ပညာတရားအပြင်ကျွန်တော်တို့အဖြစ်တွေကိုပွားစေတယ်နော်ပညာတရားတွေကိုများများသိတယ်လေအဖြစ်တွေကိုများများသိတယ်သို့တော်လည်းပဲအဲ့ဒီပညာတွေထက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကပိုပြီးကျွယ်ဝတယ်ဘုရားရဲ့ကျေးဇူးတော်ကိုများများသိတယ်လေကျွန်တော်တို့ဒီအဖြစ်ကိုကျွန်တော်တို့ကအစိုးရနေပြီဖြစ်တယ်တဲ့အဖြစ်ပေါ်မှာကျွန်တော်တို့ကအုပ်စိုးနိုင်ပြီဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ယုံကြည်ရမှာကယေရှုခရစ်တော်ကဘာအဖြစ်မှမရှိတဲ့နော်ဒါတော့ဖြစ်တယ်ယေရှုခရစ်တော်ဟာဖြောင့်မတ်တဲ့သူဖြစ်တယ်ယေရှုခရစ်တော်အားလုံးပြည့်စုံတဲ့သူဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ထဲမှာကျွန်တော်နေတဲ့သူတွေအားလုံးဟာယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းယေရှုခရစ်တော်ရဲ့နာခံခြင်းယေရှုခရစ်တော်ရဲ့ပြည့်စုံခြင်းကိုကျွန်တော်အားလုံးအတူတူကရရှိတယ်ဆိုတာကျွန်တော်ဒီချမ်းပိုက်လေးအပြင်ပြောနေတယ်ဆိုတော့ယောမခန်းကြီး9ငယ်1စနစ်ကိုကျွန်တော်တို့ယောမခန်းကြီး9ငယ်1ကနေ21တိကိုဒီတိုက်လေးကိုကျွန်တော်အိမ်ရောက်လို့ရှိရင်ပြန်ပြီးတော့ဖတ်ကြည့်ပါဒီနေ့ကျွန်တော်ပြောတာထက်နော်ဘုရားသခင်ကခဏလေးမှာစကားပြောနေခြင်းဒီကျမ်းပိုက်လေးကဘာလို့ထူးခြားလဲဆိုလို့ရှိရင်ကျေးဇူးတော်တရားကိုတခြားကျမ်းပိုက်တွေထက်အများဆုံးရေးထားတာဖြစ်တယ်ပြီးတဲ့အခါမှာယေရှုခရစ်တော်ရဲ့ကျေးဇူးတရားနဲ့ကျွန်တော်တို့အာရန်ရဲ့အပြစ်တရားကိုနှိုင်းယှဉ်ပြီးတော့ခရစ်တော်ရဲ့ကျေးဇူးကပိုပြီးကြီးမားတယ်ဆိုတဲ့အကြောင်းကိုဒီကျမ်းပိုက်ကဖော်ပြထားတာဖြစ်တယ်။ဆုတောင်းပြီးတော့ဒီရကိုအိမ်မှာလည်းဖတ်စီခြင်းနဲ့ပြန်ပြီးတော့ဖတ်ကြည့်ပါနော်။ဘုရားရဲ့ကျေးဇူးတော်ကိုပို့ပြီးတော့နားလည်လာမှာဖြစ်တယ်။ဘုရားကျေးဇူးတော်ကိုကြီးမားတာခင်ဗျာသိနေလေအပြစ်တရားကိုကျွန်တော်တို့ပို့ပြီးတော့အုပ်စိုးလာနိုင်ပြီဖြစ်တယ်။အရောက်စီတိုင်းပေါ်မှာဖျားရှင်တည်ပံကောင်းကြီးပြပါစေ။